ဒီကီယာကနူအားရဲ့စင်တန်းဒီမရောက်သေးဘူးလို့ပြောလာခဲ့တဲ့ရှဝင်းစတိုင်ကပရိသတ်များလုံးပဲမင်္ဂလာပါများကဏ္ဍဆောင်ကတည်းကသတင်းတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ Game Time Glory ကနေတင်ဆက်နေပါတယ်ကျွန်တော် Manchester United ကိုစရောက်တော့ကဒေးဗစ်ဒီကီယာကကျွန်တော်ကိုပြောပါဦးကျွန်တော်မန်နျူရယ်နူအားထက်ပိုကောင်းလားလို့မေးခဲ့ပါတယ်ကျွန်တော်ကမင်းအဲ့ဒီစင်တော့မဟုတ်သေးဘူးသူကနောက်စင်တစ်ခုမှရောက်နေရလို့ပြန်ပြောခဲ့ပါတယ်ကျွန်တော်အဲ့လိုပြောတော့သူစိတ်ဆိုးခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်သူ့ကိုဘာကြောင့်လဲဆိုတာရှင်းပြခဲ့ပါတယ်သူလက်ဆွမ်းပြနိုင်ခဲ့တဲ့ပွဲတိုင်းမှာကျွန်တော်ကိုဒီမေးခွန်းပဲအခါခါမေးခဲ့ပါတယ်ဒီနေ့ထိသူအဲ့ဒီစင်ကိုမရောက်သေးဘူးလို့ပဲကျွန်တော်ဖြေအောင်မှာပါဒါတော့ United ကွင်းလယ်လူဟောင်း Bastian Schweinsteiger ကပြောလာခဲ့တဲ့စကားတွေဖြစ်ပါတယ်ဒီကီယာနဲ့နူအားကြောင်းစတိုင်ကပြောတဲ့စကားတွေကတိတ်ကိုမှနှက်ရှိုင်းတဲ့အဓိပ္ပာယ်ရှိပါတယ်ဒေးဗစ်ဒီကီယာဆိုတာစပိန်နိုင်ငံသားဖြစ်ပါတယ်မန်ယူနိုက်တက်အသင်းရဲ့ကိုသမားဟောင်းတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်သူကကမ္ဘာ့စစ်မီကိုသမားတစ်ယောက်ဆိုတာညင်းလို့မရပါဘူးသူကအရက်မြင့်ပြီးတော့ခနာကိုကြီးထွားတယ်ဘောလုံးကာကွယ်ရမှာတော်လေးကောင်းပြီးအထူးသဖြင့်တော့ခြေထောက်နဲ့ကာကွယ်နိုင်တဲ့အပိုင်းမှာထိပ်တန်းဆင်းဖြစ်ပါတယ်နေပေါင်းများစွာကစားကြတဲ့တွေ့ကြုံရှိပြီးသားဖြစ်ပေမဲ့ဒီကီယာစီမှာအားနည်းချက်တွေလည်းရှိနေပါတယ်ဘောလုံးသိပညာမှာအားနည်းချက်ရှိတယ်ခါရီယာမှာချီချော်တတ်တယ်လို့စိတ်သက်ကြဆင်းမှုတွေလည်းရှိနေတတ်ပါတယ်မန်ယူနူအားဆိုတာဂျာမနီနိုင်ငံသားဖြစ်ပါတယ်ဘိုင်မနီရဲ့ကနမ်ကိုသမားတစ်ယောက်လည်းဖြစ်ပါတယ်နူအားကလည်းကမ္ဘာ့စစ်မီကိုသမားတစ်ယောက်ဆိုတာညင်းလို့မရပါဘူးသူကဘောလုံးသိပညာမှာတိတ်ကိုကျွမ်းကျင်တယ်စိတ်သက်ခိုင်မာတယ်အသင်းကိုဥဆောင်နိုင်တယ်သူရဲ့အားနည်းချက်တွေကတော့ဒဏ်ရာတွေများတတ်ပါတယ်အသက်အရွယ်ရလာတဲ့များစွမ်းရည်ကျဆင်းလာတယ်နောက်ပြီးတော့ရုပ်ပိုင်းဆိုင်ရာမှာအားနည်းချက်တွေရှိနေတာပါစတိုင်ကာကဒီကီယာကိုမင်းအဲ့ဒီစင်းတော့မဟုတ်သေးဘူးသူကနောက်စင်းတစ်ခုမှရောက်နေရလို့ပြောခဲ့ပါတယ်ဒီစကားကစတိုင်ကာအနေနဲ့နူအားကိုအစင်းမြင့်ကိုသမားဖြစ်မြင်တယ်ဒီကီယာကိုတော့အစင်းမြင့်ကိုသမားဖြစ်မမြင်သေးဘူးနူအားကကမ္ဘာ့စစ်မီကိုသမားဆိုတဲ့ဂုဏ်သတင်းရှိပြီးသားဒီကီယာကတော့အဲ့ဒီဂုဏ်သတင်းကိုမရသေးဘူးနူအားကပိုပရော့ဆွမ်းဆောင်နေတဲ့ကိုသမားဒီကီယာကတော့ဒီဆွမ်းဆောင်ကြီးကိုမရသေးဘူးဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်ဒီကီယာကသူ့ကိုယ်သူနူအားနဲ့ရှင်ဖို့ကြိုးစားနေပါတယ်ဒါပေမဲ့သူ့မှာယုံကြည်မှုအားနည်းနေပါတယ်ဒီကီယာကသူ့ကိုယ်သူယုံကြည်မှုရှိဖို့ကြိုးစားနေရတယ်အဲဒါကြောင့်သူလက်ဆွမ်းပြနိုင်ခဲ့တဲ့ပွဲတိုင်းမှာစတိုင်ကာကိုသူကနူအားထက်ပိုကောင်းပြီလားဆိုပြီးပြန်မေးမြန်းနေတာဖြစ်ပါတယ်နောက်ပြီးတော့ဒီကီယာကသူ့ရဲ့စွမ်းရည်ကိုအခြားသူတွေအတိမတ်ပြုစေချင်တာကြောင့်အခုလိုမျိုးစတိုင်ကာကိုမေးနေရလဲဖြစ်နိုင်ပါတယ်နောက်ပြီးတော့ဒီကီယာကနူအားနဲ့ရှင်ပြိုင်ခြင်းပါတယ်ဒါပေမဲ့သူ့မှာဒီရှင်ပြိုင်မှုအတွက်ယုံကြည်မှုမရှိသေးပါဘူးစတိုင်ကာကဒီကီယာကိုမင်းအဲ့ဒီစင်းတော့မဟုတ်သေးဘူးလို့ပြောခဲ့ပါတယ်စတိုင်ကာကအမှန်တရားကိုပြောတတ်တဲ့သူဖြစ်ပါတယ်သူကဒီကီယာကိုလည်းစားမနေခဲ့ဘူးအမှန်တော့လို့ပြောတာကစတိုင်ကာကဒီကီယာကိုအားပေးချင်တာပါဒီကီယာကိုပိုကြိုးစားစေချင်တာပါစတိုင်ကာကကိုသမားရဲ့အစင်တန်းကိုနားလေတယ်အဲဒါကြောင့်ဒီကီယာကိုမှန်ကန်တဲ့အဆင့်မှာထားခဲ့တာဖြစ်ပါတယ်ဒီကီယာကစတိုင်ကာရဲ့စကားကိုစိတ်ဆိုးသွားခဲ့ပါတယ်ဒါကသဘာဝကျတဲ့တုံ့ပြန်မှုပါပဲလူစရာကကိုလိုချင်တဲ့အဖြေမျိုးမကြားတဲ့အခါစိတ်ဆိုးစိတ်ကောက်တာတွေဖြစ်လေရှိတတ်ပါတယ်တကယ်တော့ဒီကီယာကစတိုင်ကာရဲ့ရွယ်ချက်ကိုနားမလည်ခဲ့တာလို့ပြောရမယ်ထင်ပါတယ်စတိုင်ကာကဒီကီယာကိုသူ့ရဲ့ဆုံးဖြတ်ချက်ကိုရှင်းပြခဲ့ပါတယ်ဒါရန်ကိုရေးကြည့်တဲ့အဆင့်တစ်ခုပါပဲစတိုင်ကာကဒီကီယာကိုဘာကြောင့်လို့ပြောရလဲဆိုတာရှင်းပြခဲ့ပါတယ်စတိုင်ကာကဒီကီယာကိုနားလည်အောင်ကြိုးစားခဲ့ပါတယ်ဒါကသူတို့နှစ်ယောက်ရဲ့ကြားမှာဒီကိစ္စကြောင့်ဆက်ဆံရေးကိုမပြတ်စေချင်ခဲ့တာဖြစ်မယ်ထင်ပါတယ်ဒီကီယာနဲ့နူအားဆိုတာကမ္ဘာ့အဆင့်မီကိုသမားနှစ်ယောက်ပါပဲဒါပေမဲ့သူတို့နှစ်ယောက်ကမတူညီတဲ့အဆင့်တွေမှာရှိနေကြတာပါစတိုင်ကာရဲ့စကားကိုကြည့်မယ်ဆိုရင်သူကအမှန်တရားကိုပြောရတဲ့သူဖြစ်ပါတယ်သူကဒီကီယာကိုလှည့်စားမနေခဲ့ဘူးဒီကီယာအနေနဲ့လည်းသူ့ရဲ့စွမ်းရည်ကိုကျေးဇူးတည်တတ်ဖို့လိုအပ်ပါတယ်သူဟာကမ္ဘာ့အဆင့်မီကိုသမားဖြစ်ပေမဲ့နူအားလောက်မမြင်သေးတာကိုလက်ခံဖို့လိုအပ်ပါတယ်ညီကိုတို့ကရောဘယ်လိုမြင်ကြလဲခင်ဗျာစတိုင်ကာပြောလိုမျိုးနူအားကဒီကီယာထက်ပိုကောင်းတဲ့ကိုသမားလားဒီစကားကိုလက်ခံနိုင်ကြလားခင်ဗျာပြောပြပေးသွားခဲ့ကြပါဦးခင်ဗျာစုံထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ